여러분 안녕하세요. 고야마 니 단자의 누이소신ဒီအပေါ်ကတပီး app လေးကိုသိကြမယ်လို့ထင်ပါတယ်ဒီနေ့တော့ဒီတပီး app ကနေပြီးတော့မှရရှိနိုင်တဲ့ဝန်ဆောင်မှုအမျိုးအစားတွေနဲ့အစီအစဉ်တွေကို sharing နေလောက်လုပ်ပြချင်ပါတယ်ရှင်ပထမဆုံးတစ်ချက်အနေနဲ့ကတော့ဒီတပီးမှာဆိုလို့ရှိရင်အားလုံးသိကြတဲ့အတိုင်းပြီးတွင်တစ်လလုံးဖုန်းပြောတာရော data ရောစိတ်ကြိုက်အသုံးပြုလို့ရတယ်အမျိုးအစားတွေအပြင်မှာတပီး app မရှိသေးတဲ့သူတွေအတွက်လည်းတပီးကို download လုပ်လိုက်တာနဲ့ point 2000ဝန်းချက်ချင်းလက်ဆောင်ရရှိမှာလို့ဖြစ်ပါတယ်ပြီးကနေပြီးတော့မှလက်ပြီးကဖြစ်သုံးတဲ့သူဆိုလို့ရှိရင်လည်းကိုဖြစ်လိုက်တဲ့ဖြစ်ငွေပမာဏရဲ့ 1% ပွိုင်းလက်ဆောင်တွေထပ်ပြီးတော့မှရရှိနိုင်တယ်ပေါ့နော်ပြီးတော့ဒီတပေးမှာရှိတဲ့လက်ဆောင်ဘူးဆိုတဲ့နေရာကိုနှိပ်ပြီးတော့မှလည်းနောက်ထပ်ပွိုင်းလက်ဆောင်ထပ်ပြီးတော့မှကန်ဆန်းလို့ရတယ်ဒါမှမဟုတ်လည်းဒီတပေးကနေတစ်ခုခုဖြည့်သုံးလိုက်တဲ့အခါတိုင်းလိုလှဲ့ဆိုတဲ့အဝိုင်းလေးကိုလှည့်ပြီးတော့မှလည်းနောက်ထပ်ပွိုင်းတွေအများကြီးကန်ဆန်းလို့ရတယ်ပေါ့နော်ဒီလိုမျိုးပွိုင်းတွေအများကြီးပြန်ပြီးတော့မှရတယ်ဆိုတော့ဘာဖြစ်တပေးကို300ရန်တက်တာပေါ့နော်နောက်ထပ်ရှိသေးတယ်အဲ့ဒါကတော့ဒီ gamer တွေအတွက်ပေါ့နော် game သမားတွေအကြိုက်ဖြစ်တဲ့ game ပေါင်းစုံရဲ့ပြီးတော့ကြတော့ပြပမှာနေထိုင်ကြတဲ့ကိုရဲ့မိသားစုဝင်တွေကိုချစ်ရတဲ့သူတွေကိုပေါ့နော်ဖုံးပြီးထည့်ပေးတာဖုံးပြီးလွှဲပေးတာတို့ပြီးတော့မုတ်ကိုပမာဏလွှဲပေးတာတို့အဲ့ဒါမျိုးတွေလည်းလုပ်လို့ရတဲ့ဝန်ဆောင်မှုတွေလည်းဒီတပေးကနေပြီးတော့မှရရှိနိုင်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတွေမှာလည်းတပေးကနေပြီးတော့မှရရှိနိုင်တဲ့ဝန်ဆောင်မှုမျိုးစားတွေနဲ့အစီအစဉ်တွေကိုတက်ပြီးတော့မှပြပြပေးဦးမှာဖြစ်လို့စောင့်ကြည့်ပေးကြပါဦးလို့ပြောချင်ပါတယ်ရှင်အားလုံးပဲတတားပါ